တော်မိသားစုတွေဆွေမျိုးတွေအကုန်လုံးကိုဖမ်းထိန်ပြီးတော့ကျွန်တော်ရှင်မှာလဲမျိုးညှစ်ပြီးဓာတ်နဲ့မှွန့်ပြနေတော့မှကျွန်တော်ကွယ်ရသွားပြီးမျက်ရည်ကျလိုက်နော်ကျွန်တော်လှုပ်เสียရှိတာဆက်လုံးမှာကျွန်တော်ကိုမချောင်းနဲ့မချော့နဲ့မဝင်နဲ့မရဘူးဘယ်ဆိုရကမှဝယ်လို့မရဘူးကျွန်တော်ကစကားစားကိုတနက်ပြောင်းနဲ့တဲ့ချိန်ပြီးတိုက်နေတာအေးဒီအချိန်မှာနော်ကျွန်တော်တို့ချင်းအစင်မပြေဘူးလို့ထင်ပြီးတော့အဲ့ဒီစစ်ကောင်စီဘက်ကလူတွေနော်တက်ထောက်ခံတဲ့လူတွေဝိလေကြောင်ဘက်လာမလုံးနဲ့ကျွန်တော်ပြောသလိုကျွန်တော်ပြည်သူလက်ထဲကိုလွတ်လပ်ငြိမ်းချမ်းမှုမရတဲ့၍ကျွန်တော်တို့တိုင်းရင်းသားပြည်သူတွေလက်ထဲကိုဖက်ဒရယ်ဒီမိုကရေစီမရတဲ့၍ကျွန်တော်ဘယ်သူနေတိုက်မှာအဓိကတရားခံလက်ရှိနော်စစ်ဗိုလ်ချုပ်တွေနဲ့သူတို့စစ်အုပ်စုကျွန်တော်ကိုသွေးခွဲဖို့မကြိုးစားနဲ့စီးယုံဖို့မကြိုးစားနဲ့အချက်ကင်ဖို့မကြိုးစားနဲ့ကျွန်တော်ပြောထားပြီးသားကျွန်တော်မိသားစုတွေဆွေမျိုးတွေအကုန်လုံးကိုဖမ်းထိန်ပြီးတော့ကျွန်တော်ရှင်မှာလဲမျိုးညှစ်ပြီးဓာတ်နဲ့မှွန့်ပြနေတော့မှကျွန်တော်ကွယ်ရသွားပြီးမျက်ရည်ကျလိုက်နော်ကျွန်တော်လှုပ်เสียရှိတာဆက်လုံးမှာကျွန်တော်ကိုမချောင်းနဲ့မချော့နဲ့မဝင်နဲ့မရဘူးဘယ်ဆိုရကမှဝယ်လို့မရဘူးဘယ်အာဂတိမကင်းတဲ့သူကမှဝယ်လို့မရဘူးအဲ့ဒါတဲ့ပြောမယ်စစ်ကောင်စီအတွက်ပြောပေးနေတာလည်းမဟုတ်ဘူး Oh, hi. Wait a minute. Who are you? ဒီနေ့ညနေ4 နာရီမိနစ်50ခန့်မှာလဲ BNI အမိခံအဖွဲ့မှအဖွဲ့ကောင်းဆောင်နိုင်လင်းခေါ်နဂါနဲ့၎င်းတို့ရဲ့မိသားစုဝင်များဟာလက်နက်မျိုးစုံ6လက်နဲ့ဆက်ဆက်ပစ္စည်းများနဲ့အတူစကိုင်းတိုင်းဒေသကြီးပလဲမြို့နယ်တွင်နယ်မြေလုံခြုံရေးလုပ်ငန်းများဆောင်ရွက်နေတဲ့တမတော်လုံခြုံရေးတပ်စခန်းတစ်ခုထံကိုလာရောက်ဆက်သွယ်သတင်းပို့၍ဥရိပေါင်းတွင်ကိုဝင်ရောက်လာခဲ့ကြောင်းသိရှိရပါတယ်။